prosperity gospel လို့ခေါ်တဲ့ကောင်းစားခြင်းအေးဝင်ကလေးကျမ်းမာချမ်းသာဒေသနာဟာဆိုရင်အခုနောက်ပိုင်းခရစ်ယာန်လောကမှာအင်မတန်ပြန့်နှံ့လာတာကိုကျွန်တော်တို့တွေ့ရတယ်ဒီ prosperity gospel ရဲ့အဓိကတင်မှုဟာမှန်ကန်မှုရှိရလားတမန်ကျမ်းစာနဲ့ရောကိုက်ညီမှုအမှန်တကယ်ရှိရလားဆိုတာကိုဒီနေ့ကျမတို့အတူတကွလေ့လာတော့မှာဖြစ်ပါတယ်သူတို့ရဲ့တွင်တင်ချက်တွေဟာဘယ်ကနေလာတယ်လဲဆိုရင်အခုနာမည်ကြီးဆရာကြီးတွေဖြစ်တဲ့ဆရာကြီးဘယ်နဟင်ဆရာကြီးကနက်ကော့ပလင်ပြီးတော့ဆရာကြီး Joy Austin Creflo Dollar ဆိုတဲ့ဆရာဖြစ်တဲ့ဒီသူတို့အားလုံးရဲ့တွင်တင်ချက်တွေကနေ inspire ဖြစ်ပြီးတော့ယုံကြည်သူကြားထဲမှာပြန့်နှံ့လာတဲ့တွင်တင်မှုတစ်ခုဖြစ်ပါတယ်သူတို့အဓိကသင်ကြားပေးတဲ့အကြောင်းအရာဘာလဲဆိုရင်ဖျားသခင်ရဲ့သားသမီးဖြစ်တဲ့ယုံကြည်သူခရစ်ယာန်များဆိုရင်ဒီလောကကြီးမှာအသက်ရှင်နေတဲ့ချိန်မှာဖျားသခင်ကဆင်းရဲခြင်းအလိုမရှိဘူးနာမကျန်းဖြစ်ခြင်းအလိုမရှိဘူးဖျားသခင်ကသူ့ရဲ့သားသမီးတွေကိုအောင်မြင်တော်သူဖြစ်စေခြင်းနဲ့ကျမ်းမာချမ်းသာကြွယ်ဝတော်သူတွေဖြစ်စေခြင်းနဲ့ငွေကြေးစည်းစိမ်ဥစ္စာပေါ်များသောသူတွေဖြစ်စေခြင်းနဲ့ဆိုပြီးတော့အဓိကသူတို့ကတင်ထားတာဖြစ်တယ်။တင်ဟာဖခင်ရဲ့သားသမီးဖြစ်လို့ဘယင်လိုပဲနေရမယ်။ high class တွေပဲစီးရမယ်။နော် first class မှာပဲနေရမယ်ဆိုပြီးတော့တင် जा ပေးတာဖြစ်တယ်။ theologians တော်တော်များများကျမ်းတက်ပညာရှင်တော်တော်များများကတော့ဒီတင်မှုဟာတမန်ကျမ်းစာနဲ့ကိုက်ညီမှုလုံးဝမရှိဘူး။မှန်မလို့နဲ့တမန်ကျမ်းစာရဲ့အနှစ်သာရနဲ့လုံးဝလွဲချော်သွားတဲ့တွင်တင်ခြင်းဖြစ်တယ်ဆိုပြီးတော့မှတ်ချက်ပေးထားကြတာဖြစ်ပါတယ်ဆိုတော့သူတို့ရဲ့အဓိကတွင်တင်ချက်ဖြစ်တဲ့အချက်လေးတွေကိုကျမတို့တမန်ကျမ်းစာနဲ့အတူတကွကြည့်ရအောင် prosperity gospel ရဲ့အခြေခံအကျဆုံးတွင်တင်ချက်တစ်ခုကတော့ဘာလဲဆိုရင် divine health and wealth ဆိုပြီးတော့သူတို့ကခေါ်တာဖြစ်တယ်ဖျားသခင်ကသူ့ရဲ့သားသမီးတွေဆင်းရဲတာဖျားနာတာလုံးဝအလိုမရှိဘူးယုံကြည်ခြင်းစစ်မှန်လို့ရှိရင်ဘုရားသခင်ရဲ့သားသမီးတွေဟာဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာတွေနဲ့ဒီအသက်ရှင်တဲ့ချိန်မှာကြွယ်ဝခြင်းချမ်းသာခြင်းတွေရှိရမယ်ဆိုပြီးသူတို့အဓိကသင်ကြားပေးတာဖြစ်တယ်သူတို့ကဘုရားသခင်ပေးတဲ့ကောင်းကြီးမင်္ဂလာကိုဘာနဲ့အတိတ်ပဲဖွင့်တယ်လဲဆိုရင်အခုကျမတို့မြင်ရတဲ့တိုက်တွေကားတွေအိမ်တွေအောင်မြင်မှုတွေနာမည်ကျော်ကြားမှုတွေဒီအရာတွေနဲ့အတိတ်ပဲဖွင့်ဆိုတာဖြစ်တယ်ဆိုတော့ဒီအရာကိုကျမတို့တမန်ကျမ်းစာမှာတစ်ချက်ကြည့်ရအောင်ရှမသက်အခန်းကြီး6အငယ်19မှာတော့ကျမတို့တွေ့ရတယ်မြေကြီးပေါ်မှာတွေ့ရတဲ့ဘန္နာကိုမစီးပူးကြနဲ့ကောင်းကင်ဘန္နာကိုပဲစီးပူးကြပါဆိုပြီးတော့တွေ့ရတာဖြစ်တယ်အဲ့ဒါခါကျတော့ယုံကြည်သူတယောက်ရဲ့အသက်စည်းစိမ်ဟာဒီကမ္ဘာလောကကြီးပေါ်မှာမရှိဘူးဆိုတာကိုညွှန်ပြတဲ့ကျမ်းပိုက်ဖြစ်တယ်နောက်ထပ်တစ်ခုကတော့အေဖက်ဩဝါဒစာအခန်းကြီး1မှာကျမတို့တွေ့ရတယ်အဲ့ဒီထဲမှာဖော်ပြထားတာကတော့စစ်မှန်တဲ့ကောင်းခြင်းမင်္ဂလာဆိုတာဝိညာဉ်ရေးရာကောင်းခြင်းမင်္ဂလာတွေကိုဆိုလိုတာဖြစ်တယ်ဘုရားသခင်ပေးတဲ့စစ်မှန်တဲ့ကောင်းခြင်းမင်္ဂလာဟာဘာလဲဆိုရင်အပြစ်မှာလွတ်ချင်းခံရခြင်းဖခင်ရဲ့သားသမီးဖြစ်ခွင့်ရခြင်းရှင်တော်ဝိညာဉ်တော်ရဲ့တစိတ်ခတ်ခံရခြင်းပြီးတော့ထာဝရအသက်ရရှိခြင်းဒီအရာတွေဟာကျမတို့ဝိညာဉ်ကောင်းခြင်းမင်္ဂလာတွေဖြစ်တယ်ဆိုတော့ကျမတို့ယုံကြည်သူတယောက်ရဲ့အသက်တာမှာမြင်ရတဲ့ရုပ်ဝတ္ထုတွေဆိုတာထက်ကျမတို့ရဲ့စစ်မှန်တဲ့ကောင်းခြင်းမင်္ဂလာဆိုတာကျမတို့ငွေနဲ့ဝယ်လို့မရတဲ့ဒီအရာဝတ္ထုတွေထက်ပိုတဲ့ကောင်းခြင်းမင်္ဂလာတွေကိုဆိုလိုခြင်းဖြစ်တယ်ဆိုတာကိုကျမတို့တမန်ကျမ်းစာမှာအတိလင်းတွေ့ရတာဖြစ်ပါတယ်နောက်ထပ်သူတို့သင်ကြားပေးတဲ့အချက်ကတော့မျိုးစေ့ကျဲခြင်းသူတို့က seed faith ဆိုပြီးခေါ်တယ်ဘလို့သင်ကြားပေးလဲဆိုတော့တင့်မှာပတ်စံမရှိလို့ရှိရင်တင်ဟာပို့ပြီးတော့တောင်လှူရမှာဖြစ်တယ်တင့်မှာရှိတဲ့အရာလေးကိုယုံကြည်ခြင်းနဲ့မျိုးစေ့ကျဲပြီးတော့လှူလိုက်လို့ရှိရင်ဘုရားသခင်ကတင့်ကိုတင်လှူလိုက်တဲ့အရာတဲ့အစပေါင်း100မကဘုရားတင့်ကိုပြန်ပြီးကောင်းကြီးပေးမယ်ဆိုပြီးတော့သူတို့ကအလှူခံတဲ့ပုံစံနဲ့ယုံကြည်သူတွေကိုသူတို့ကတွင်တင်ပေးတာဖြစ်တယ်ယုံကြည်သူတွေကငါဒီလောက်ပင်ဒီလောက်ပြန်ရမယ်ဆိုတဲ့စိတ်ပေါ့နော်သူတို့အရင်နှီးလို့လို့တဲ့စိတ်ဖြစ်အောင်သူတို့ကတွန်းအားပေးရာရောက်တယ်ဘုရားသခင်ကိုတကယ်ကိုချစ်လို့လှူဒန်းတာမဟုတ်ဘဲနဲ့ဘုရားသခင်စီမှာပြန်ရမယ့်ကောင်းခြင်းမင်္ဂလာတွေကိုမျှော်ကိုးပြီးတော့ပြန်လှူတဲ့အလှူပုံစံဖြစ်သွားတဲ့အတွက်ကြောင့်မလို့ဒီလိုအလှူကိုဘုရားသခင်ကတော့လုံးဝလက်မခံဘူးနှစ်ကောအခန်းကြီးကိုအငယ်ခွန်မှာကျမတို့ဗာတွေ့ရလဲဆိုရင်ဘုရားသခင်ကစိတ်စေတနာရှိ၍လှူသောအလှူကိုသာဘုရားသခင်ကနှစ်သက်တာဖြစ်တယ်လက်ခံတာဖြစ်တယ်အဲဒါကြောင့်မလို့ကျမတို့နှလုံးသားမပါဘဲနဲ့လှူတဲ့အလှူဟာဆိုရင်ဘလောက်ပဲများတဲ့အမောင့်ဖြစ်ပါစေဘုရားသခင်ကလုံးဝလက်မခံဘူးဆိုတော့တမန်ကျမ်းစာမှာကျမတို့တွေ့ရတယ်အဲဒါကြောင့်မလို့တို့တွင်တင်မှုဟာတမန်ကျမ်းစာနဲ့လုံးဝကွဲလွဲနေတယ်ဆိုတာကိုကျမတို့တွေ့နိုင်တယ်နောက်ထပ်သူတို့ရဲ့တွင်တင်ချက်တစ်ခုကတော့ယုံကြည်သူတယောက်ဆင်းရဲဒုက္ခရောက်နေတယ်ဆိုရင်ဒါဟာတင့်မှာယုံကြည်ခြင်းမရှိလို့ဆိုပြီးတော့သူတို့ကတင် जा ပေးတာဖြစ်တယ်အကယ်၍ယုံကြည်သူတယောက်ဟာပေါ့နော်ဖျားနာနေတယ်ဒါမှမဟုတ်ငွေကြေးအရာဆင်းရဲနေတယ်ဆိုတဲ့အခါမှာသူ့မှာယုံကြည်ခြင်းမရှိလို့
ဖះသူ့ကိုကောင်းကြီးမပေးတာဆိုပြီးတော့ယုံကြည်သူတွေကိုတင်ပေးတဲ့အခါမှာငွေကြေးမချမ်းသာတဲ့ယုံကြည်သူတွေနာမကျန်းဖြစ်တဲ့ယုံကြည်သူတွေအနေနဲ့အင်မတန်ဝမ်းနည်းပြီးတော့သူတို့စိတ်တက်ကြခြင်းကိုဖြစ်စေတာဖြစ်တယ်ဒီတွင်တင်ချက်နဲ့ပတ်သက်ပြီးတော့တမန်ကျမ်းစာမှာကျမတို့ဗာတွေ့ရလဲဆိုရင်ယေရှုခရစ်တော်နောက်ကိုလိုက်တဲ့ရှေးခေတ်ယုံကြည်သူများဟာဆိုရင်ယေရှုခရစ်တော်ရဲ့နောက်ကိုလိုက်တဲ့အတွက်ကြောင့်မလို့အမှုတော်ဆောင်တဲ့အတွက်ကြောင့်မလို့သူတို့ရဲ့ဘဝမှာခက်ခဲခြင်းမြောက်များစွာဆင်းရဲခြင်းတွေနာမကျန်းဖြစ်ခြင်းတွေကိုလည်းကြုံတွေ့ရတာကိုကျမတို့တွေ့ရတယ်နောက်ထပ်သူတို့ရဲ့တုံတင်ချက်ကပါလဲဆိုရင်ဖျားသခင်ရဲ့ကားတိုင်လမ်းစဉ်ကိုပယ်ပြီးတော့အပြစ်ထက်အောင်မြင်မှုအကြောင်းကိုပဲ motivation တွေဖြစ်တဲ့အကြောင်းတွေကိုပဲတွင်တင်ပေးတာဖြစ်တယ်သူတို့ကဘလို့တွင်တင်ပေးလဲဆိုရင်သင်ဟာဖျားသခင်ကိုယုံကြည်ရင်အောင်မြင်တော်သူဖြစ်ပြီးကြွယ်ဝတော်သူဖြစ်ပြီးချမ်းသာတော်သူဖြစ်ပြီးဆိုပြီးတော့လူတွေရဲ့စိတ်တက်ကြွစေမယ့်စကားတွေကိုပဲအဓိကဟောကြားတာဖြစ်တယ်ဒီလိုဟောကြားချက်ကိုဘာတွေ့ရလဲဆိုရင်ကျမတို့ international speaker ဖြစ်တဲ့ဆရာကြီး Joel Austin ကတော့အဓိကဒီလိုအကြောင်းအရာတွေကိုဟောပေးတာဖြစ်တယ်တမန်ကျမ်းစာထဲမှာတော့မဿဲအခန်းကြီး16အငယ်24မှာဘာတွေ့ရလဲဆိုရင်ယေရှုကငါနောက်ကိုလိုက်တော်သူသည်မိမိကိုယ်ကိုငင်းပယ်၍ကိုယ်ကားတိုင်ကိုထမ်းရမည်ဆိုပြီးတော့ဟောကြားထားတာဖြစ်တယ်အဲဒါကြောင့်မလို့သူတို့ရဲ့တွင်တင်ချက်ဟာဆိုရင်တမန်ကျမ်းစာနဲ့ကွဲလွဲနေတာကိုကျွန်တော်တို့တွေ့ရတယ်ဆိုတော့ဒီ prosperity gospel လို့ပြောတဲ့ကျမ်းမာချမ်းသာဒေသနာဟာဆိုရင်ဘုရားသခင်ရဲ့ကောင်းကြီးကိုရုပ်ပိုင်းဆိုင်ရာတွေနဲ့ပဲသူတို့သတ်မှတ်တယ်ယုံကြည်ခြင်းဆိုတာဘုရားသခင်ကိုကိုးစားခြင်းလို့မမြင်မဲနဲ့မိမိလိုချင်တာကိုရယူနိုင်တဲ့စွမ်းအားတစ်ခုအနေနဲ့သူတို့သင်ကြားပေးတာဖြစ်တယ်ဆင်းရဲဒုက္ခကိုယုံကြည်ခြင်းမရှိဘူးဆိုပြီးသူတို့သင်ပေးတယ်ဘုရားသခင်ကိုလည်းယဉ်ကျေးမြုပ်နှံမှုတစ်ခုလို့သဘောထားတယ်အရေးကြီးဆုံးကတော့ဘုရားသခင်ရဲ့တမန်တရားရဲ့လက်ဝါးကားတိုင်းလမ်းစဉ်ကိုသူတို့ကလှစ်လူရှုထားတယ်အားလုံးခြုံငုံပြီးပြောရမယ်ဆိုရင်ကျမ်းမာချမ်းသာဒေသနာလို့ပြောတဲ့ prosperity gospel ရဲ့သူတို့ရဲ့တင်ကြားချက်တွေဟာဆိုရင်ရုတ်တရက်ကြည့်မယ်ဆိုရင်မျှော်လင့်ချက်ပေးတဲ့ခွန်အားဖြစ်စေတဲ့နှုတ်ကပတ်တော်လို့ထင်ကောင်းထင်ရပေမဲ့အမှန်တကယ်တမန်ကျမ်းစာရဲ့အနှစ်သာရဖြစ်တဲ့အပြစ်မှနောင်တရခြင်းနဲ့ခရစ်တော်၌ဗဟုပြုတဲ့အခြေပြုတဲ့အကြောင်းအရာတွေထက်လောကီစည်းစိမ်ကြွယ်ဝခြင်းအကြောင်းအရာတွေကိုပို့ပြီးတော့အသားပေးပြီးတော့ဟောကြားပြီးတော့သင်ကြားပေးတယ်ဆိုတာတွေ့ရတာဖြစ်တယ်။တိမောသေအခန်းကြီး6အငယ်10မှာကျမတို့ဗာတွေ့ရလဲဆိုရင်ငွေကိုတက်မှတ်ခြင်းဒီခတ်သိမ်းသောမကောင်းမှု၏အမြင့်ဖြစ်သည်ဆိုပြီးတော့တမန်ကျမ်းစာတော့ဖော်ပြထားတာဖြစ်တယ်။အဲဒါကြောင့်မလို့ prosperity gospel လို့ပြောတဲ့ကျမ်းမာချမ်းသာဒေသနာဟာဆိုရင်တမန်ကျမ်းစာနဲ့လုံးဝကိုက်ညီမှုမရှိတဲ့တွင်တင်မှုဖြစ်တယ်ဆိုတာကိုဒီကနေ့ကျမတို့တွေ့နိုင်တာဖြစ်ပါတယ်။